မိတ်ဆွေတက်တဲ့ပဲပြောပါရစေမိတ်ဆွေကအိမ်ချမ်းမြေဝယ်ပြီးတော့တစ်နှစ်အတွင်းနှစ်နှစ်အတွင်းမှာပတ်စံတွေအစမတန်မျက်ချင်နေဆိုရင်ထိုင်းမှာမဝယ်ပါနဲ့မြန်မာပြည်မှာပဲဝယ်ပါဘာလို့လဲဆိုတော့မြန်မာပြည်ကမြေကွက်လောက်ဝယ်ထားရင်တော့ငွေကြေးဖောင်းပွားတာနဲ့ရှင်ရင်ကနန်းအရာဈေးတက်သွားနိုင်ပါတယ်ဒါပေမဲ့ထိုင်းမှာအဲ့လိုမဟုတ်ပါဘူးထိုင်း real estate ဈေးကွက်က2026မှာ stable market တည်ငြိမ်တဲ့ဈေးကွက်ဖြစ်သွားပါပြီကစားလို့ရတဲ့ဈေးကွက်မဟုတ်တော့ပါဘူးခင်ဗျဒါဆိုဘယ်လိုလူတွေထိုင်းမှာဝယ်သင့်လဲကျွန်တော်မိတ်ဆွေတတိတွေလို့နံပါတ်1သားသမီးတွေကိုထိုင်းမှာကြောင်းထားနေရတဲ့မိဘတွေနံပါတ်2လူကြီးမိဘတွေကျန်းမာရေးအတွက်မကြာခဏစေကူတာရင်ဟိုတယ်မှာအချိန်ကုန်ဝေကုန်ရတဲ့သူတွေနံပါတ်3မြန်မာပြည်မှာစီးပွားရေးတွေရှာလို့ရပေမဲ့ငွေပို supply cash ကိုတန်ဖို့မကြအောင်လုံခြုံစိတ်ချရတဲ့နေရာမှာရွှေ့ထားခြင်းတဲ့သူတွေဒီအချက်3ချက်ထဲကတစ်ခုခုနဲ့ညှိမှဒီဗီဒီယိုကိုဆက်ကြည့်ပါမဟုတ်ရင်တော့မိတ်ဆွေရဲ့အချိန်တန်ဖိုးရှိပါတယ်တခြားနေရာမှာရင်းနှီးမြှုပ်နှံတာကပိုကောင်းပါလိမ့်မယ်ဒီနေ့ဗီဒီယိုမှာကျွန်တော်အယောင်သမားတယောက်အနေနဲ့မဟုတ်ဘဲမိတ်ဆွေရဲ့မိတ်ဆွေတယောက်အနေနဲ့ထိုင်းမှာအိမ်ချမ်းမြေလောကရဲ့အမှန်တရားတွေကို2026ဒေတာနဲ့ရှင်းပြပါမယ်ခင်ဗျနေရာတွေအကြောင်းမပြောခင်အသက်အန္တရာယ်လောက်အရေးကြီးတဲ့ကိစ္စတစ်ခုကိုအရှင်ပြောရမယ်အဲ့ဒါကပိုင်ဆိုင်မှုခိုင်မာရေးပါပဲခင်ဗျမိတ်ဆွေတို့ကြားဖို့ကြမှာပါထိုင်းမှာနိုင်ငံခြားသားကမြေဝယ်လို့မရဘူးဆိုတာပါပဲဟုတ်ပါတယ်ဒါပေမဲ့ကွန်ဒိုမီနီယံအရာကွန်ဒိုတစ်ခုရဲ့49ရာခိုင်နှုန်းအခန်းတွေကိုနိုင်ငံခြားသားက100ရာခိုင်နှုန်းအပြည့်အဝပိုင်ဆိုင်ခွင့်ရှိပါတယ်ဒါကို foreign freehold quota လို့ခေါ်ပါတယ်တတိထားရမှာကတချို့ပွဲစားတွေက developer က foreign quota တွေပြည်နေတဲ့အခါဒါမှမဟုတ်လုံးချင်းအိမ် villa ရောင်းချင်တဲ့အခါကုမ္ပဏီထောင်ပြီးဝယ်ပါ lease ဟိုနှစ်ရှည်ငှားရမ်းခြင်းနဲ့ဝယ်ပါဆိုပြီးတော့ဆွဲတတ်ကြပါတယ်ကျွန်တော်အလေးအနက်အကြံပေးခြင်းပါတယ်မိတ်ဆွေကဘီလီယံနာဖြစ်လို့ရှေ့အဖွဲ့နဲ့စနစ်တကျလှုပ်ထားတာမဟုတ်ရင်ကုမ္ပဏီထောင်ပြီးတော့မဝယ်ပါနဲ့ခင်ဗျထိုင်းအစိုးရကအခုနောက်ပိုင်းကုမ္ပဏီနာမည်ခံပြီးအိမ်ဝယ်တာတွေကိုအရန်စစ်ဆေးလာပါတယ်တင်စီခံရနိုင်တဲ့ risk ရှိပါတယ်ခင်ဗျဒါကြောင့်ထိုင်းမှာဝယ်မယ်ဆိုရင်ကို passport နာမည်ပေါင်း100ရာခိုင်နှုန်းရမယ် foreign freehold condo ကိုပဲဝယ်ပါဒါမှကိုပိုင်ဆိုင်ကြောင်းတက်တဲ့တိုက်တဲ့ဒီပိုင်ဆိုင်မှုစာရွက်ကိုကိုယ်တိုင်ကင်ထားနိုင်မှာဖြစ်ပါတယ်ဒါကမိတ်ဆွေရဲ့ပိုင်ဆိုင်မှုကိုအခိုင်အမာဆုံးကာကွယ်ပေးမယ်နီလန်းပါပဲခင်ဗျကဲပိုင်ဆိုင်မှုကိစ္စရှင်းပြီဆိုရင်ဘန်ကောက်ထဲကနေရာတွေကိုတွားကြည့်ရအောင်ဘန်ကောက်မှာနေရာတိုင်းမကောင်းပါဘူး traffic ကားပိတ်တာကငရဲပါပဲခင်ဗျဒါကြောင့်ရထားလမ်းနဲ့မီတာ400 600အတွင်းမှာမရှိရင်လုံးဝမဝယ်ပါနဲ့ဘန်ကောက်မှာကျွန်တော်တို့ဒီလိုခွဲကြည့်လို့ရပါတယ်နံပါတ်1 The Education and Medical Zone အကမိုင်ပရကနိုမိတ်ဆွေကကလေးကြောင်းထားမယ် Summit the Wit စေယုံ Sukhumvit စေယုံတွေနဲ့ဒီချင်ရင်အကမိုင်နဲ့ပရကနိုလမ်းကြောကအကောင်ဆုံးပါပဲဒီနေရာကတတိယကွက်ဖြစ်လို့ပတ်ဝန်းကျင်တန်တယ်ဒီနေရာမှာဝယ်မယ်ဆိုရင်တာမန်ကွန်ဒိုတွေထက် pet friendly အိမ်မွေးတိရစ္ဆာန်မွေးလို့ရတဲ့ကွန်ဒိုတွေကိုရှာဝယ်ပါဒါကရှားပါပစ္စည်း rare item ဖြစ်လို့နောက်ပြန်ရောက်ရင်ဈေးပို့ပြီးတော့ရပါတယ်နံပါတ်2 The Smart Investment and Cash Flow Zone Onu Sukhumvit 50ဒါကတော့ကလေးချောင်းထားတာထက်ကိုယ်တိုင်လည်းရံပါရံခါလာနေမယ်မလာတဲ့အချိန်လေလာစဉ်ဝင်ငွေ cash flow ပုံမှန်လိုချင်တဲ့မိတ်ဆွေတွေအတွက်ပါ expert နိုင်ငံခြားသားလူလက်တန်းစားတွေအများဆုံးငှားတဲ့နေရာပါပဲဒီနေရာမှာဝယ်မယ်ဆိုရင်ဈေးကြီးတဲ့ brand တွေထက် facility ကောင်းပြီးတော့ဈေးတန်တဲ့ project တွေကိုရှာပါ rental yield 5 to 6% လောက်ပုံမှန်ရနေတဲ့နေရာပါပဲခင်ဗျ
နံပါတ်3 The Legacy SSO စတော့ CBD ဒါကငွေကြေးလုံခြုံမှုကိုအထူးထားတဲ့မိတ်ဆွေတွေအတွက်ပါဘဏ်တွေတန်ယုံတွေရှိတဲ့နေရာဒီလိုနေရာမျိုးကမြေကွက်ထပ်မရှိတော့ပါဘူးတန်ဖိုးကဘယ်တော့မှမကြဘူးရွှေဝဲတယ်လို့ဝယ်ထားရမယ်နေရာပါပဲခင်ဗျနံပါတ်4 The University Zone စယံချူလာနောက်ဆုံးတစ်ခုကသားသမီးကိုချူလာလန်ကွန်တက္ကသိုလ်မှာကျောင်းထားမယ်မိဘတွေအတွက်ပါတက္ကသိုလ်နဲ့နေတဲ့နေရာတောက်ဝင်ခြင်းကလည်းပညာတတ်တွေနေတဲ့နေရာဖြစ်ဖို့အရေးကြီးပါတယ်ခင်ဗျဘန်ကောက်ပြီးရင်တော့ဖူခတ်ပါမိတ်ဆွေကဘန်ကောက်ရဲ့လူရှုပ်တာကိုမကြိုက်ဘူးအနားယူရှင်နေအိမ်ကလူကြီးတွေလည်းလေခေါင်းလေတန်းရမယ်ကိုယ်တိုင်လည်းကော်ဖီရိုက်မယ်ရစီမယ်ဆိုရင်ဖူခတ်ကိုစဉ်းစားပါဖူခတ်မှာ2026ရဲ့ trend ကပတ်သွန်းလို့ခေါ်တဲ့စူညံတဲ့နေရာတွေမဟုတ်တော့ပါဘူးဒန်ထောင်းနဲ့ချန်တလေးဘက်တွေကအခုဆိုရင် new CBD ဖြစ်နေပါပြီဒီဘက်ချန်တွေမှာဝယ်မှာကိုလာရင်ချေငါးဝင့်ဟိုတယ်လို့နေရမယ်ကိုမရှိရင်နိုင်ငံခြားသားကိုဒေါ်လာနဲ့ပြန်ငါးစားထားလို့ရမယ်နောက်တစ်ခုကချင်းမိုင်မှာငွေကိုအရန်ကြီးမတုံးချင်ဘူးဒါပေမဲ့မိဘတွေကျမ်းမာရေးအတွက်လေခေါင်းလေတန်းရစီချင်နဲ့အေးအေးစစ်စစ်တရားမှန်စာဖတ်ချင်နေဆိုရင်ချင်းမိုင်မှာဈေးနှုန်းကဘန်ကောက်ရဲ့တဝက်လောက်ပဲရှိပါတယ်ဒီမှာဆိုရင်လေစိမ့်နဲ့နီးစေးရုံနဲ့နီးတဲ့နေရာမျိုးကိုပဲရွေးချယ်တင်ပါတယ်။ညီကုန်းချုပ်အနေနဲ့မိတ်ဆွေကိုစေတနာနဲ့အကြံပေးနေတာကနံပါတ်1ငွေပိုရှိမှဝယ်ပါမိတ်ဆွေရဲ့လက်ရှိစီးပွားရေးပါလေပတ်ဖို့လိုနေတဲ့ငွေကိုထုတ်ပြီးတော့မဝယ်ပါနဲ့ထိုင်းအချံကြီးဆိုတာက web preservation ကျွယ်ဝမှုကိုထိန်းသိမ်းခြင်းအတွက်ပို့ပြီးတော့တင့်တော်ပါတယ်ခင်ဗျနံပါတ်2 foreign freehold ဖြစ်မှာဝယ်ပါဈေးနေတာတစ်ခုတည်းမကြည့်ပါနဲ့ကိုယ့်နာမည်နဲ့ပိုင်ဆိုင်ရမှာဝယ်ပါနံပါတ်3ရည်ရွယ်ချက်ပြတ်သားပါကလေးချောင်းထားဖို့အတွက်လားအငှားပြန်ချခြင်းလားအပန်းဖြေဖို့လားဒါပေမဲ့မိတ်ဆွေအခုအချိန်မှာစဉ်းစားနေမှာကဘန်ကောက်ရဲ့အကမိုင်းမှာဘယ် project ကကောင်းမလဲဖူးခတ်မှာဘယ် developer ကစိတ်ချရလဲဆိုတာပါပဲဒီဗီဒီယိုမှာပြောလိုက်ရင်အရင်ရှုပ်သွားမှာဖြစ်တဲ့အတွက် location တစ်ခုချင်းစီမှာလက်ရှိ2026အတွက်အလားအလာအကောင်းဆုံး strategic project တွေကဘာတွေဖြစ်မလဲဆိုတာတည်တံ့ဗီဒီယိုတစ်ခုထပ်ပြီးတော့လုပ်ပေးပါမယ်ခင်ဗျအဲ့ဒီဗီဒီယိုမှာ project နာမည်တွေဘယ် floor တွေကိုရွေးရင်တန်မလဲဘယ် unit type ကပြန်ရောင်းရင်အလွယ်ဆုံးဖြစ်မလဲဆိုတာကို deep dive လုပ်ပြီးတော့အသေးစိတ်ရှင်းပြပေးသွားပါမယ်ခင်ဗျအဲ့ဒီဗီဒီယိုကိုကြည့်ချင်နေဆိုရင် comment မှာ part 2ဆိုပြီးတော့ရေးသွားပေးခဲ့ပါဦးတကယ်လို့မိတ်ဆွေက part 2ဗီဒီယိုမတင်ရင်အခုချက်ချင်းဆွေးနွေးချင်နေဆိုရင်ကိုဘတ်ချက်နဲ့ကိုက်ညီတဲ့အကောင်းဆုံးထီးကိုရှာချင်နေဆိုရင်ကျွန်တော် page messenger မှာ consult လို့ရေးပြီးတော့အခမဲ့လာရောက်ဆွေးနွေးနိုင်ပါတယ်ကျွန်တော်တို့က project တစ်ခုတွေကိုစွတ်အတင်ရောက်မယ် agent မဟုတ်ပါဘူးမိတ်ဆွေရဲ့လိုအပ်ချက်ကိုနားထောင်ပြီးတော့အကောင်းဆုံးအကြံဉာဏ်ပေးမယ်မိတ်ဆွေကောင်ပါတနာအဖြစ်ရှိနေမှာပါကျွန်တော်ကကောင်းမြတ်ပါမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ